အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကုတူတာပါတချို့ကမေးကြတယ်ပေါ့နော်ဘာလဲဆိုတော့အာမခံထားတကယ်ရောအကျိုးရှိလားတဲ့ဟာကျွန်တော်ဘာပြောရမလဲရုပ်ပြကြအာမခံထားတာအကျိုးရှိလားဆိုโอเคဟုတ်ပြီအဲ့ဆိုရင်အာမခံထားတာအကျိုးရှိလားမရှိလားပထမဆုံးအနေနဲ့တကယ်ချင်းတယောက်ကိုမနက်တိုင်း breakfast ကျွေးမယ် breakfast တစ်ခါစားရင်အခုဆို1000လောက်ကုန်တယ်လက်ဖက်ရည်နဲ့မုံနဲ့တချို့ဆိုစလေးလေးပါအောင်မယ်အဲ့ဒါမျိုးတရက်1000တကယ်ချင်းတယောက်ကိုပေးမယ်ဟုတ်ပြီ breakfast နေ့တိုင်းကျွေးမယ်โอเคတစ်လကို3သိန်းတစ်နှစ်ကို36သိန်းတစ်နှစ်ကို36သိန်းကိုကတကယ်ချင်းကို breakfast ဝယ်ကျွေးတယ်ဒါပေမဲ့အဲ့တစ်နှစ်အတွင်းမှာကိုများတစ်ခုခုဖြစ်ခဲ့အဲ့တစ်ခုခုဆိုတဲ့အပိုင်းမှာတိတ်ဆုံးခဲ့ရင်ဒါမှမဟုတ်မတန်ဆွမ်းခန္ဓာကိုယ်မှာရှိတဲ့စိတ်ပိုင်းတွေခြေထောက်နှချောင်းလက်နှစ်ဖက်မျက်စိနှလုံးအဲ့ထဲကနေ6ခုထဲကနေ2ခု3မရတော့ဝီချိတ်နဲ့ဖြစ်သွားတယ်လေဖြတ်သွားတယ်ကိုမာဝင်သွားတယ်အစီအစဉ်ကြောင့်6နှချောင်းဖြတ်လိုက်ရတယ်အဲ့ဒါမျိုးကြီးဖြစ်ခဲ့တယ်ဆိုရင်အဲ့တကယ်ချင်းကကျွန်တော်ရဲ့မိသားစုကိုသိန်း1500 2000ပေးနိုင်မလားမင်းက breakfast ကျွေးထားတယ်မင်းကမိသားစုပေးလိုက်ပေးနိုင်မယ်ထင်လားတကယ်ချင်းမှမပေးနိုင်ဘူးအဲ့ဒါဆိုတခြားတထေးတွေဘောသီးတွေဘောသီးကိုသွားပြီးတော့ပါကျွန်တော်ခင်ဗျားနေတိုင်းထမင်းတက်နဲ့ဝယ်ကျွေးမယ်ကျွန်တော်တခုဖြစ်ကျွန်တော်မိသားစုသိန်း2000ပေးဆိုတာပေးနိုင်မယ်ထင်လားမပေးနိုင်ပါဘူးကြိုက်တဲ့သူတော်မင်းလုံးဝမပေးနိုင်ဘာဖြစ်လို့လဲသူတို့က personal တွေဖြစ်တယ်အာမခံလုပ်ငန်းကပေးနိုင်တယ်အာမခံကုမ္ပဏီဆိုတာအဲ့ဒါပဲအဲ့တော့အာမခံကုမ္ပဏီကိုကျွန်တော်တို့ကပတ်စံတွေပေးတယ်ပေးတဲ့ပတ်စံတွေနဲ့သူတို့ကသူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေမှာတုံးတယ်ပြီးသွားရင်ဒီတစ်နှစ်အတွင်းမှာပဲဖြစ်ပေါ်လာတဲ့ကိုလိုသူလိုလူတွေတိတ်ဆုံးတာတွေစီးုံတက်တာတွေမတန်ဆွမ်းဖြစ်တာတွေအဲ့လိုလူတွေကိုသူကအဲ့ပတ်စံနဲ့ပြန်ပေးရတယ်ဆိုအဲ့ဒါဆိုဟုတ်ပြီအာမခံထားတဲ့သူကအယောက်1000ရှိတယ်ဒီဘက်မှာရော်ကြီးပေးရတဲ့သူက200လောက်ဖြစ်နေဆိုအာမခံကုမ္ပဏီကအဲ့ထဲကစိုက်ရစိုက်မှာပဲသူတို့ကစိုက်မှာသူတို့ကနှစ်ကိုယာနဲ့ချီပြီးရက်တိလာတာတစ်နှစ်ထဲအရှုံးမြတ်တွက်တာမဟုတ်ဘူးသူကနှစ်ကိုယာနဲ့ချီပြီးတော့မြန်မာနိုင်ငံမှာ invest လုပ်မယ်ဆိုဒီနိုင်ငံမှာခြေကိုယူပြီးနှစ်အကြာကြီးလုပ်အကြာကြီးလုပ်မှာဆိုသူ့စီမှာအာမခံထားတဲ့သူတွေများလာမှသူဒီဘက်မှာပြန်ပြီးတော့မှပေးလို့ရတယ်မဟုတ်ရင်တော့ဂျားထဲမှာကာလာတောက်လျှောက်ကတော့သူကတော့ minus နဲ့အရှုံးနဲ့ပဲသွားနေပေါ့လက်ရှိမှာလည်းမြန်မာနိုင်ငံမှာအာမခံထားတဲ့သူတွေအရင်နေပါသေးတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ကကိုကဦးဆုံးတွဲမှာပါပြီးတော့မှခြေကုပ်ယူထားမယ်ကိုယ့်ရဲ့ဒီအကာအကွယ်ကိုယူထားရမှာဖြစ်ပါတယ်အဲ့တော့စကားကိုပြန်ပြောရရင်အာမခံထားတာအကျိုးရှိလားဆိုတော့တကယ်အကျိုးရှိပါတယ်ဒါလေးဖြစ်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ